အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တနာကရုပ်ပိရက်လေးမှာရှမ်းခောက်ဆွေလေးချက်စားဖြစ်ခဲ့ပါတယ်ပထမအဆုံးအနေနဲ့စက်သားလေးကိုစီတက်လိုက်ပါတယ်စက်သားစီတက်တာကတော့တနာပုံမှန်တိုင်းပဲပေါ့နော်စက်သွန်ဖြုံလေးစီတက်ပြီးတော့အထက်မှာထူးခြားသွားတာလေးတစ်ခုကတော့ပငပီလေးထည့်လိုက်တယ်ပြီးတော့ကျတော့တရုတ်မဆလာလေးထည့်ပြီးတော့စီတက်လိုက်ပါတယ်ရှင်ပြီးတော့တနာကအရွက်ကလေးနဲ့မုတ်ဖက်လေးနဲ့လည်းပြုတ်ထားလိုက်ပါတယ်ရှင်ဟင်းရီကိုတော့ကြေရုပ်ပြုတ်ဟင်းရီလေးတွေကိုပေါ့နော်နန်းနန်းပင်ရယ်ငရုတ်ကောင်းလေးရယ်စားလေးဗာလေးထည့်လိုက်တယ်ပေါ့နော်တနာအကြက်သွန်ဖြူစီချက်ထဲကိုပဲနှမ်းလေးထည့်လိုက်တယ်အထဲကိုပဲနည်းနည်းပွင့်လေးထည့်လိုက်တယ်ပေါ့နော်ပြီးတော့ငရုတ်တီးကိုလည်းစီတက်ထားတယ်ပြီးတော့ကျတော့ကြက်သွန်အဖြူရယ်နန်းနန်းပင်ရယ်ကြက်သွန်မိတ်ရယ်အဲ့ဒါအောင်မှစားလေးထည့်ပြီးရင်းနှီးလေးထည့်ထားပါတယ်ပဲမြေပဲလေးလည်းထောင်းထားတယ်ပေါ့နော်ပြီးတော့ကျတော့လိုအပ်တာလေးထည့်ပြီးတော့ပြင်ဆင်ပြီးတော့စားလို့ရပါပြီရှင်အရင်အောင်လွယ်ကူပြီးစားလို့ကောင်းလို့ဒီဗီဒီယိုလေးကိုကြည့်ပြီးလိုက်လို့စားလို့ရအောင်လို့တင်ပေးလိုက်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဘိုင်ဘိုင်